like the yin OG I hope I like the sugar spend a day with me in Bali မင်းစီမွေးနေ့ရှိလို့ Bali ကိုကောင်းလေးနဲ့တူ birthday trip နေနဲ့ရောက်နေတာဆိုရင်တော့ပြရေမိုးချုပ်ဝက်စားလဲပြ scooter သွားယူရယ် Bali မှာဘယ်တော့ scooter နဲ့ပဲသွားကြတာပေါ့နော်ကားကိုတော်တော်မတွေ့ရတော့ရှာတယ်အသားရည်ရဝင်းလက်မှုအခုဘာဖြစ်ချင်လဲဆိုတော့ဆိုင်ကယ်စီးနောက်ကခွပြီးတော့လိုက်ပြီးတော့အနက်ပတ်စီးချင်နေတယ်ဒီနေ့ရဲ့ first destination က beach Bali ကကျိုးနေရလေတော်တော်တန့်ပြီးတော့ပြတောက်နေရပဲလူလဲလေတအားကြီးမထူမင်းစီတို့သွားခဲ့တဲ့ beach တွေကပဲလူရမ်းမထူရလားမသိရှစ်ကူးပြီးတော့ပိုက်စားပြီးဆိုတော့နေ့လည်စာကြိတ်ပြီလေဒီကအစားတောက်တွေကလေတော်တော်များများ healthy food ပဲဘယ်ရမဆို no sugar gluten free ပါညာနဲ့ဒီကလာတဲ့ tourist တွေအများစုကတော်တော်များ gym ဆော့လိုက် spa သွားလိုက်နဲ့ fit ဖြစ်အောင်နေကြတဲ့သူတွေများတော့ကွာအဲ့ဒီကအစားတောက်တွေအများစုကအဲ့ဒီ healthy lifestyle အတွက်အဆင်ပြေအောင်လုပ်ထားရတယ်ကြီးပဲကြည့်ရုံနှစ်ယောက်မှာတဲ့ဟာကိုပကံအယောင်ဆုံးတော့သူ့ပကံကြည့်ရောနေ့လည်စာစားပြီးဒီမှာလာပြီးရှင်ခံတယ်အမလေးရေကူးဖို့ဘီကီနီလေးဝင်ဝဲတာတစ်စုံ$100တဲ့ I mean ဘာလီမှာတော်တော်များများဈေးတအားတတာတဲ့လောက်လေငားချင်တဲ့ကောင်နေဆိုလဲများတယ်ဒီက tourist တွေအများများလို့နေတူအကောင်လေးကသူ့ဟာသူတွေရှာပြီးမင်းစီတို့နှစ်ယောက် dinner စားဖို့အတွက်ဆိုပြီးသူ book လုပ်ထားတဲ့နေရာရှမ်းလာတာပဲ view က oh my ဒီစားတော့ဆိုင်ရလေ booking လုပ်ဖို့အတွက်2လတောင်ကြိုပြီးယူရတယ်ပြောတယ်သူကရေအောက်မှာလုပ်ထားတာ Korea ကန်ကောင်းပြီး cancellation တစ်ခုပွင့်သွားလို့ table တစ်ခုရသွားတယ်မင်းစီမတို့အထဲထဲရောက်ပြီးတော့ oh my god မန်းနေရောငလေးကြောက်တွေရောသူတို့စီမှာလေဘယ်စားတော့ဆိုင်တော့ dressing room ရှိရပေါ့နော်အမှ login ဘောင်းမီတုံနဲ့ဝင်သွားပြီးတော့ဘောင်းမီတုံနဲ့မရပါဘူးဆိုပြီးသူတို့ပြန်ဝတ်ပေးလိုက်တယ်ရောက်တော့မင်းစီတောက်စီရ champagne နေမှာရယ်ဘယ်စားတော့ဆိုင်တော့ welcome break ကိုတို့နှစ်ယောက်တေးအောင်ကြိတ်တာဒီမှာမင်းစီတို့နှစ်ယောက်ဆက်မီညူမတူတာမှာခဲ့တာသူဟာ8 course မင်းစီဟာ6 course ဟိုးငငယ်လေးတော့ကလည်း fine dining တွေတွေ့အော်ဒီလိုတဲတဲလေးတွေဘလို့များစားကြလဲဆိုပြီးတော့ဒီလိုတဲတဲလေးမှာအဆင်ပြေမှာတလား course တွေနဲတာမဟုတ်ဆိုင်ဘိုက်ကပြည့်လာ presentation အောင် share mic ပဲအဲ့လေပြောရမှာတလားအမှ steak စားဖို့တော့မှလေဒါကိုကိုယ်တိုင်ရွေးခိုင်းတာ My boyfriend was cooking here by booking this place not gonna lie သူကထုတ်တော့နှစ်ယောက်လုံးစားတာ$900ဝန်းကျင်ကြခဲ့ပါတယ် was a good meal Anyways, that's about it and thank you so much for watching နောက်တစ် vlog လေးတွေထပ်လာပါမယ် bye